ဝီတဲ့သူကတထေးမစီကိုဖဲချက်တစ်ချက်ခိုးပေးလိုက်တာကိုမိန်းကလေးကမြင်လိုက်ပါတယ်။ဒါပေမဲ့သူမကမမြင်ချင်အောင်စောင့်နေလိုက်တာပါ။ဘာလို့လဲဆိုတော့သူမမှာနိုင်မယ်ဆိုတဲ့ယုံကြည်ချက်အပြည့်ရှိနေလို့ပါ။ဒီကစားပွဲကတော့ဖဲချက်အရေးအတွက်ကိုနှိုင်းရှင်ရတာပါ။အကယ်၍မိမိရဲ့ဖဲချက်ကပြိုင်ဘက်ထက်ငယ်နေရင်အပြစ်ပေးတဲ့အနေနဲ့ဖဲချက်အမဲတစ်ချက်ကိုနှိုက်ရပါတယ်။ဖဲချက်တစ်ခုချင်းစီမှာအပြစ်ပေးတဲ့အဆင့်တန်းတွေကွဲပြားပါတယ်။တထေးမကသူမရဲ့နံပါတ်6ဖဲချက်ကိုယုံကြည်မှုအပြည့်နဲ့ထုတ်ပြလိုက်ပါတယ်။မိန်းကလေးကတော့အေးအေးဆေးဆေးပါပဲ။သူမကနေဆုံးနံပါတ်ကိုထုတ်လိုက်တဲ့အတွက်ပထမပွဲမှာတထေးမကနိုင်သွားပါတယ်။မိန်းကလေးကဖဲချက်အမဲနိုင်ဖို့ပြင်တဲ့အချိန်မှာတထေးမကရန်ကိုအောင်နိုင်သူလို့ဖြစ်နေတာပါ။ဒိုင်လူကြီးကသူကိုယ်တိုင်နိုင်ပေးမယ်ဆိုပြီးနိုင်လိုက်တဲ့အခါအဆင့်မြင့်ဆုံးအပြစ်ပေးမှုဖြစ်တဲ့အဆင့်ထွက်လာပါတယ်။အဲ့ဒီအပြစ်ပေးမှုကတော့အစိတ်ပြင်းတဲ့မွေတွေအပြစ်ရှိတဲ့တစ်တာတွေကနေအန်စာတုံးကိုနှိုက်ယူရမှာပါ။ဒါပေမဲ့မိန်းကလေးကတော့မကြောက်မရွံ့ပဲတစ်တာတွေကအန်စာတုံးကိုအသာလေးနှိုက်ယူလိုက်ပါတယ်။သူမမှာဘာဒဏ်ရာမှလည်းမရခဲ့ပါဘူး။ဒုတိယပွဲစားတဲ့ခါမှာတော့မိန်းကလေးကအစိတ်ပါတဲ့ဝိုင်ခွက်ကိုယူငွေသေးချေကိုဖောက်ပစ်ပြီးဝိုင်ထဲကိုထည့်လိုက်ပါတယ်။ကျုံးတဲ့လူကဒါကိုတောက်ရမယ်လို့သူမကပြောလိုက်ပါတယ်။တထေးမကလည်းသူမနိုင်မှာပဲဆိုပြီးလက်ခံလိုက်တာပေါ့။နောက်ဆုံးမှတထေးမကအမြင့်ဆုံးနံပါတ်ဖြစ်တဲ့10ကိုထုတ်ပြလိုက်ပါတယ်။အားလုံးကတထေးမနိုင်ပြီလို့ထင်နေကြတာပါ။ဒီဖဲချက်ကိုအနိုင်ယူနိုင်တာကဂျိုကာဖဲချက်တစ်ခုပဲရှိပါတယ်။အဲ့ဒီ